ဒီနေ့မှာတော့ကျွန်တော်တို့ငယ်ဘဝအိတ်မက်ဒီထဲကဒန်ဒါရီတစ်ခုဖြစ်တဲ့ Snow White ပုံပြင်အကြောင်းကိုပြောပြချင်ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့ရိုးရိုးပုံပြင်မဟုတ်ပဲ2025ခုနှစ်မှာပိုပြီးခေတ်မီစတဲ့ကရင်ခွန်စရာကောင်းတဲ့ပုံစံနဲ့ပြန်လည်အသက်ဝင်လာမဲ့ Snow White ရုပ်ရှင်ကားကြီးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပုံမှန်ကြည့်ဖူးနေကြမန်တမီလေးပုံစံမျိုးမဟုတ်ပဲကိုယ်ကံကြမ္မာကိုကိုယ်တိုင်ဖန်တီးမဲ့တကယ့်ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ဇလံအဖြစ်ဘလို့ပုံဖော်ထားလဲဆိုလားအခုပဲမော်စာအုပ်ကြီးကိုဖွင့်ပြီးကြည့်လိုက်ကြရအောင်ဗျာ။ဇလန်အစာမှာတော့မော်စာအုပ်ကြီးရဲ့စာမျက်နှာတွေပွင့်ဟလာပြီးတိုက်ကိုတာယာဝက်ဖြိုးတဲ့တိုင်းပြည်တစ်ခုကိုမြင်တွေ့ရမှာပါဒီတိုင်းပြည်ကိုအုပ်ချုပ်တဲ့ဘယင်းနဲ့မိဖုရားတို့ဟာအရန်ကိုသဘောထားပြေဝကြပါတယ်သူတို့မှာအကြီးမားဆုံးစန္ဒတစ်ခုရှိတယ်အဲ့ကတော့ရင်သွေးလေးတစ်ယောက်ရချင်တာပါကန်တရားကမျက်နှာသားမပေးတယ်လို့ဖြစ်နေပေမဲ့တနေ့မှာတော့တိုင်းပြည်တစ်ခုလုံးကိုနှင်းတွေရေခဲတွေဖုံးလွှမ်းသွားစေတဲ့မုန်တိုင်းကြီးတစ်ခုကြာရောက်လာပါတယ်ဒါပေမဲ့ဒီမုန်တိုင်းကလေပြင်းတွေကိုပဲတည်ဆောင်လာတာမဟုတ်ပါဘူးကဘာပေါ်မှာတန်ဖိုးအရှိဆောင်လက်ဆောင်မုံတစ်ခုကိုပါတည်ဆောင်လာခဲ့ပါတယ်အဲ့ဒါကတော့ချစ်စရာကောင်းလွန်းတဲ့သမီးမင်းကလေးတစ်ယောက်ပါပဲနင်းတွေကြာနေတဲ့ယာဒီမှာမွေးဖွားလာတာမို့ Snow White လုံးနာမည်ဖေခဲ့ပါတယ် Snow White ကြည်ပြန်လာတဲ့အခါမှာမိဘတွေကသူမကိုသမီးတိုင်းပြည်ရဲ့စီစဉ်ဆိုတာအလုတ်လုတ်တဲ့ပြည်သူတွေပိုင်ဆိုင်တဲ့ယာဖြစ်ပြီးစစ်မှန်တဲ့ခေါင်းဆောင်မှုဆိုတာကျင်နာမှုနဲ့တရားမျှတမှုကနေလာခဲ့တာဖြစ်တယ်။တနေ့ကျရင်တိုင်းပြည်ကိုအုပ်ချုပ်ရမယ့်သူမို့ရေးပြင်းမှာပေါ်နေတဲ့သူမရဲ့ပုံရိပ်ကိုပြပြီးဘဝမှာဘာပဲလုပ်လို့အမှန်တရားနဲ့တတိကိုအခြေခံပြီးလုပ်ရမယ်လို့အရေးကြီးတဲ့သင်ခန်းစာတစ်ခုအမြဲသွန်သင်ပေးခဲ့ပါတယ်။ဒါကြောင့်မို့ဒီတိုင်းပြည်မှာမော်လန်ချက်တွေစီးလုံးညီညွတ်မှုတွေနဲ့ပျော်ရွှင်ခြင်းတွေဝေစားနေကြတာပါဘယင်းနဲ့မိဖုရားလုံးဟာသူတို့သမီးလေးလိမ္မာရေးချရှိပြီးသဘောထားပြေဝတဲ့မိန်းကလေးတစ်ယောက်ဖြစ်လာတာကိုကြည့်ပြီးဂုဏ်ယူနေခဲ့ကြပါတယ်ဒါပေမဲ့ဗျာတနေ့မှာတော့မိဖုရားကြီးဟာယောဂဆိုးတစ်ခုခံစားရပြီးဘယ်လို့မှကုမရပဲဆုံးပါသွားခဲ့တာကြောင့် Snow White နဲ့ဘယင်းကြီးတို့ဟာဝမ်းနဲ့ပတ်လက်ကြံရစ်ထရပါတယ်အချိန်အတန်ကြာတဲ့အခါမှာတော့နန်းတော်ကိုအမျိုးသမီးတစ်ယောက်ရောက်လာပါတယ်သူမကအရန်ကိုလှပါတယ်ကြက်တရေရှိတယ်မင်းမျိုးမင်းနွယ်ဒီလိုနေတတ်ထိုင်တတ်တယ်ဒါပေမဲ့အဲ့ဒီတောက်ပတ်တဲ့အလှတယောက်ရဲ့နောက်ွယ်မှာကြီးမားတဲ့လူဝက်ချက်တစ်ခုရှိနေပါတယ်သူမဟာတကယ်တော့မော်ပညာနဲ့ငယ်ရွယ်နှုတ်ပြိုအောင်လုပ်ထားတဲ့စုံမကြီးတစ်ယောက်ပါဘယင်ကြီးရဲ့ဝမ်းနဲ့နေတဲ့စိတ်ကိုအခွင့်ကောင်းယူပြီးဖျားယောင်းသွဲဆောင်ကမိဖယောက်ခေါင်ကြီးနေအောင်ကိုရယူလိုက်ပါတယ်သူမစိတ်ဝင်စားတာတစ်ခုတည်းပဲရှိပါတယ်အဲ့ဒါကသူမရဲ့အလှတရားနဲ့အာနာပါတယ်သူမစီမှာညံကြီးရှင်မော်မန်တစ်ချက်ရှိပါတယ်နေ့လိုက်လိုမှန်ကြီးရှိသွားပြီးမေးခွန်းတစ်ခုကိုထက်ခါတလဲလဲမေးလိစီတယ်မော်မန်ကြီးဒီလောကမှာဘသူအလှဆုံးလဲဟဲ့မော်မန်ကြီးကလည်းမိဖုရားကြီးလိုချင်တဲ့အဖြေကိုပဲပေးခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပါပြီတနေ့မှာတော့မိဖုရားကြီးကတောင်ဘက်အရက်မှာရန်သူလေးထက်ကြွနေတယ်ဆိုတဲ့နိမိတ်တစ်ခုကိုဖန်တီးပြီးဘယင်ကြီးကိုစစ်ထွက်တိုက်ခိုက်ပါတယ်ဘယင်ကြီးဟာစစ်ထွက်မတိုက်ခင်မှာသမီးဖြစ်သူ Snow White ကိုဆွဲကြိုးလေးတစ်ခုပေးခဲ့ပါတယ်တိုင်းပြည်အတွက်ဘယင်ကြီးဟာစစ်ထွက်တိုက်သွားခဲ့ရကနေဘဲတော့မှဖျားမလာတော့ပါဘူးဘယင်ကြီးမရှိတော့တာနဲ့မိဖုရားဆိုးကြီးဟာသူ့ရဲ့အစွဲကိုထုတ်ပါတော့တယ်Snow White ကိုမင်းသမီးအဆောင်အယောင်တွေရုပ်သိမ်းလိုက်ပြီးနန်းတော်ထဲမှာအစေခံတယောက်လိုနေဆက်ခဲ့ပါတယ်ဒါပေမဲ့မော်မန်ကြီးကမိဖုရားကြီးကိုအလှဆောင်လို့ပြောနေတဲ့ရွေတော့ Snow White လေးဟာဘေးကင်းနေဆဲပါပဲနှစ်တွေကြာလာတာနဲ့အမျှတိုင်းသူပြည်သားတွေဟာ Snow White ဆိုတဲ့မင်းသမီးလေးရှိခဲ့ဘူးမှန်းတောင်မေ့ပြောက်လူနီးပါးဖြစ်လာပါတယ်Snow White ကိုတိုင်းတောင်သူမဘသူလဲဆိုတာမေ့လျော်နေခဲ့ပြီပဲဖြစ်ပါတယ်အခုဆိုရင် Snow White ဟာအရွယ်ရောက်လာတဲ့မိန်းမလေးဖြစ်နေပါပြီတနေ့မှာသူမတန့်ရှင်းရေးလုပ်နေတော့ဂျိုနာသန်လို့ခေါ်တဲ့လူငယ်တစ်ယောက်နန်းတော်တဲ့ခိုးဝင်လာတာကိုတွေ့လိုက်ရပါတယ်သူကရွှေငွေလာခိုးတာမဟုတ်ပဲသူနဲ့သူ့အပေါင်အပါတွေဘိုက်ဆာလုံးလို့အာလူးလာခိုးတာပဲဖြစ်ပါတယ်ဂျိုနာသန်နဲ့သူ့အဖွဲ့သားတွေဟာတောထဲကသူပုံတွေဖြစ်ပြီးအသက်ရှင်ရပ်တည်ဖို့အတွက်ခိုးဝက်နေကြရတာပါသူတို့ဟာတာမန်သူခိုးတွေမဟုတ်ပဲပျောက်ဆုံးသွားတဲ့ဘယင်ကြီးကိုတစ္ဆာရှိတဲ့သူတွေဖြစ်ပါတယ် Snow White ကသူ့ကိုတွေးတော့တားလိုက်ပါတယ်ခိုးယူတာကမကောင်းတာကြောင့်မင်းသမီးကိုတွားတိုင်ပင်ပြီးအပြေရှာပါလားလို့အကြံပေးပါတယ်ဒါကိုကြတော့ဂျိုနာသန်ကလှောင်ရဲလိုက်ပါတယ်မင်းသမီးဆိုတာရှိမှမရှိတာဘယ်သူမှလည်းမမြင်ဘူးဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီစကားက Snow White ရဲ့နှလုံးသားကိုဝမ်းနည်းလာစေခဲ့ပြီးသူမဟာပြည်သူတွေအတွက်တခုခုလုပ်ပေးချင်လာခဲ့ပါတယ် Snow White ဟာတတိမွေပြီးမိဖုရားကြီးစီတွားပါတယ်ငငယ်ကဖခင်ဘယံကြီးလုပ်ပေးတယ်လို့ပြည်သူတွေကိုမျောလင့်ချက်ပေးတဲ့အနေနဲ့ပန်းတီးမုံတွေဝေပေးဖို့အကြံပြုပါတယ်ဒါပေမဲ့မိဖုရားကြီးကမုံဆိုတာဇင်ခံပစ္စည်းပဲသူတို့နဲ့မတန်ဘူးလို့ပြောကအေးဆက်စွာနဲ့ညင်းပယ်လိုက်ပါတယ်ပြီးတော့နင်းစီပန်တကွိနဲ့စိန်တုံးတတုံးကိုနိုင်ရှင်ပြပြီးလူတွေကပန်းပွင့်တွေကိုမမတ်မောကြဘူးကြွယ်ဝချမ်းသာမှုကိုပဲမတ်မောကြတာဆိုပြီး Snow White ရဲ့စိတ်ကူးကိုရိုက်ချိုးလိုက်ပါတယ်
အဲ့ဒီအချိန်မှာပဲအာလူခိုးတဲ့ဂျိုနာသန်အဖမ်းခံရပြီးရောက်လာပါတယ်မိဖုရားကြီးကသူ့အိမ်ကိုမီးရှို့ခိုးအမိန်ပေးတော့ဂျိုနာသန်ကသူ့မှာအိမ်မရှိကြောင်းသူဟာဘယင်ကြီးကိုတစ္ဆာရှိတဲ့သူပုံခေါင်းဆောင်ဖြစ်ကြောင်းဖွင့်ပြောလိုက်ပါတယ်ဒေါသထွက်သွားတဲ့မိဖုရားကြီးကသူ့ကိုထောင်ချပြီးနှိပ်စက်ဖို့လုပ်တဲ့အခါ Snow White ကအဖေသာရှိရင်ဒီလိုလွတ်မှာမဟုတ်ဘူးပြစ်ဒဏ်ဆိုတာပြစ်မှုထက်မကြီးလေးတင်ဘူးဆိုပြီးပြောလိုက်တော့မိဖုရားကြီးကပိုပြီးဒေါသထွက်သွားကဂျိုနာသန်ကိုအဝတ်တွေချွတ်ပြီးအေးခဲနေတဲ့ယာဒီဥဒူထက်ပြစ်ထားဖို့အမိန့်ပေးလိုက်တယ်လို့ Snow White ကိုလည်းမောင်းထုတ်လိုက်ပါတယ် Snow White ဟာတချင်းလေးညီးပြီးအဆောင်တွေလစ်တုံဂျိုနာသန်ကိုတွားခဲ့ပါတယ်ဂျိုနာသန်ကိုကြိုးဖြီးပြီးပေါင်မုံတလုံးပေးလိုက်ပါတယ်စကားကောင်းကောင်းမပြောရသေးခင်အဆောင်တွေရောက်လာလို့ဂျိုနာသန်ထွက်ပြေးလွတ်မြောက်သွားပါတယ်ဒီအချိန်မှာပဲနန်းတော်တဲကလင့်ဝတ်ခန်းထဲမှာမိဖုရားကြီးကမှော်မှန်ကြီးကိုမဲခွန်းထုတ်ပြန်ပါတယ်ဘယ်သူအလှဆုံးလဲလွတ်မဲလိုက်တဲ့အခါဒီတစ်ခါအဖေကသူမကိုတုံလုတ်သွားစေပါတယ်အရှင်မကလှပါပေမဲ့အခုချိန်မှာတော့ Snow White ရဲ့ဖြူစင်မှုနဲ့ကြက်တရေကအရှင်မကတာလွန်သွားပါပြီ Snow White ကအလှဆုံးပါလွတ်ပြောလိုက်ပါတယ်မနာလိုဝန်တိုမှုတွေဒေါသတွေငိတ်ထိတ်ရောက်သွားတဲ့မိဖုရားကြီးဟာသူ့ရဲ့လက်ယုံတော်မုတ်ဆိုးကြီး Huntsman ကိုခေါ်လိုက်ပါတယ် Snow White ကိုတောထဲခေါ်သွားပြီးတတ်ဖြစ်ဖို့တတ်တဲ့အနေနဲ့နှလုံးသားကိုပြန်ယူလာဖို့အမိန့်ပေးလိုက်ပါတယ်မုတ်ဆိုးကြီးက Snow White ဟာအပြစ်မရှိဘူးလို့ယူဆပေမဲ့မိဖုရားကြီးကသူဟာသူ့ပုံလေးနဲ့ပေါင်းပြီးတစ္ဆာဖောက်နေတာလို့လိန်ညာပြောဆိုတာကြောင့်လက်ခံလိုက်ရပါတယ်မုတ်ဆိုးကြီးက Snow White ကိုပန်းတီးခူးရအောင်ဆိုပြီးတောနက်ထဲခေါ်သွားပါတယ်တော်ရဲရောက်တော့ Snow White ကပန်းတီးခူးရင်မုတ်ဆိုးကြီးကိုအပြစ်ကင်းစင်တဲ့အပြုံနဲ့ပန်းတီးကမ်းပေးပါတယ်ဒီအခိုက်အတန့်မှာတော့မုတ်ဆိုးကြီးဟာ Snow White ကိုမတက်ရတော့ပဲနောက်ဆုံးမှာတော့ဓာတ်ကိုချော့ပြီးအမှန်တိုင်းဖွင့်ပြောလိုက်ပါတယ်မိဖုရားကြီးရဲ့လှုပ်ကြံခိုင်းမှုကိုဖွင့်ချလိုက်တယ်လို့ခမီးတော်နဲ့ပတ်သက်ပြီးမိဖုရားကြီးပြောခဲ့သမျှဟာလိန်ညာမှုတွေသာဖြစ်ကြောင်းတတိပေးပြီးမင်းသမီးလေးကိုအဝေးဆုံးထွက်ပြေးဖို့လွတ်ပေးလိုက်ပါတော့တယ်Snow White လည်းကြောက်လန့်တကြားနဲ့တောနက်ကြီးတွေထွက်ပြေးရပါတော့တယ် CGI နဲ့ဖန်တီးထားတဲ့တောအုပ်ကြီးကတိတ်ကြောက်စရာကောင်းပါတယ်တစ်ပင်ကြီးတွေကလက်တွေလိုလိုက်ဖမ်းတယ်လို့မြူခိုးတွေအရိပ်မြေးတွေကသူမကိုဝါမျိုးမတက်ပါပဲနောက်ဆုံးမှာတစ်ပင်အိုကြီးကပင်ကသူမကိုဖမ်းချုပ်ထားပေမဲ့သူမရုန်းကန်ပြီးလွတ်မြောက်သွားပါတယ်မော်ပန်ပြီးလဲကျသွားတဲ့အချိန်မှာတော့ထူးဆန်းတဲ့နေရာလေးတစ်ခုကိုရောက်သွားပါတယ်တမင်လေးတစ်ကောင်ကသူမကိုလမ်းပြပြီးတောကောင်လေးတွေဝိုင်းရန်လို့တောအလဲကအင်ကလေးတစ်လုံးစီခေါ်သွားကြပါတယ်အိမ်ထဲရောက်တော့အရာရာကတေးသေးကွေးကွေးလေးတွေဖြစ်နေတာတွေ့ရတယ်ခုတင်တေးသေးလေးခွန်လုံးကိုတွေ့တော့သူမကကလေးလေးတွေနေတာနေမှာပါလို့တွေ့ပြီးပင်ဖန်းလုံးလို့အိပ်ပျော်သွားပါတယ်အဲ့ဒီအချိန်မှာပဲတောထဲကတက်တူတွင်မှာအလုတ်လုတ်ရာနဲ့ပြန်လာကြတဲ့လူပုလေခွန်းရောက်လာကြပါတယ်သူတို့ကတော့ Dog Grumpy, Happy, Sleepy, Bashful, Sneezy နဲ့ Dopey တို့ပေါ့သူတို့ဟာကြောက်မြက်ယတနာတွေစိန်တွေတူးတဲ့သူတွေပါအိမ်ပြန်ရောက်တော့သူစိန်တကောက်အိမ်နေတာတွေ့လို့လန့်ပြည့်ကြပြန်ချောင်းကြနဲ့အတော်လေးရှုပ်ရက်ခတ်သွားပါတယ်နောက်ဆုံးမှာ Snow White နိုးလာပြီးသူမရဲ့အဖြစ်မှန်ကိုပြောပြလိုက်တော့မှသူတို့လည်းတနာပြီးလက်ခံလိုက်ကြပါတယ်Snow White ကလည်းသူတို့အိမ်မှာခိုးလုံရင်မိဘတွေပြောခဲ့တဲ့မော်ဆန်နဲ့တောအုပ်ဆိုတာတားပါလားဆိုပြီးနားလည်သွားပါတယ်နောက်တနေ့မနက်မှာတော့နန်းတော်မှာမိဖုရားကြီးကသူ့အလှဆုံးပြန်ထစ်ပြီလားလို့မှန်ကြီးကိုမေးပါတယ်မှန်ကြီးကမဖြစ်သေးပါဘူး Snow White ကတောထဲမှာအသက်ရှင်နေတုန်းပါလို့ဖြေလိုက်တဲ့အပြင်မူဆိုးကြီးယူလာတဲ့တေတာထဲမှာနှလုံးသားအစာပန်းတီးတစ်လုံးပဲပါတာကိုတွေ့လိုက်ရပါတယ်ဒေါသအိုးပေါက်ကွဲတဲ့မိဖုရားကြီးဟာမူဆိုးကြီးကိုထောင်ချလိုက်ပြီး Snow White ကိုရှာဖွေဖို့စစ်တပ်ကိုစစ်လွတ်လိုက်ပါတယ်တော်ထဲမှာတော့ Snow White ဟာလူပုတွေနဲ့ရင်းနှီးနေပါပြီGrumpy ကတော့ထုံးစံအတိုင်းညီးထွားနေပေမဲ့ဒိုးပီလေးကတော့ Snow White ရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်လာပါတယ်စကားမပြောတတ်တဲ့ဒိုးပီကိုလေချွန်နီးတင်ပေးရင်သူတို့နှစ်လောက်ရဲမောပျော်ရွှင်နေကြတာကြည်နူးစရာပါ Snow White ကလူပုရဲ့ကိုအိမ်တန့်ရွှင်ရဲ့လွတ်ကူရင်တချွင်းတွေဆိုရင်သူတို့ရဲ့ဘဝကိုပျော်ရွှင်မှုတွေယူဆောင်ပေးခဲ့ပါတယ်Snow White ကဖခင်ချစ်သူအသက်ရှင်နေနိုင်သေးကမျောလင့်ချက်နဲ့သူ့ပုံတွေကိုလိုက်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်တော်ထဲရောက်တော့သူမသူ့ပုံခေါင်းဆောင်ဂျိုနသန်နဲ့ပြန်ဆုံပါတယ်ဂျိုနသန်ကသူမကိုကူညီပြီးပုံခိုဖို့နေရာရှာပေးတယ်လို့ဘရင်ကြီးကိုတောင်ပတ်တောင်ပြီးမှဖမ်းထားတယ်ဆိုတဲ့သတင်းကိုလည်းပြောပြပါတယ်အဲ့ဒီအချိန်မှာပဲအဆောင်တွေရောက်လာပြီးဝိုင်းလိုက်ကြပါတယ်။ Snow White ကညံကောက်သူပြီးမြင်းတွေကိုလွတ်တယ်အာယုံလွဲပြီးသူ့ပုံတွေနဲ့အတူထွတ်ပြေလွတ်နောက်ခဲ့ပါတယ်။ဒါပေမဲ့နောက်ွယ်ကနေပစ်လိုက်တဲ့မြားသစင်းကြောင့်ဂျိုနသန်ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပါတယ်။ Snow White က Jonathan ကိုလူပူလေးအိမ်ပြန်ခေါ်လာပါတယ်။
dog ဆိုတဲ့နာမည်ကြတော့ဆရာဝန်မှတ်ပြီးကုခိုင်းတာ dog ကငါကကြောက်တုံးအကြောင်းလဲထီတာဆရာဝန်မဟုတ်ဘူးဆိုပြီးညင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူ့ပုံနဲ့လူပူလေးတွေရန်ဖြစ်ကြတော့ Snow White ကဒေါသတကြီးနဲ့ဟန်တားလိုက်ပါတယ်မိဖုရားကြီးလိုချင်တာငါတို့စိတ်ဝမ်းကွဲတာပဲငါတို့ညီညွတ်မှရမယ်ဆိုတဲ့စကားကြောင့်အားလုံးငြိမ်ကြသွားပြီး dog လည်းစ조사ပန်းစားကူပေးလိုက်ပါတယ်ကံကောင်းစွာနဲ့ဂျိုနသန်တက်တာလာပါတယ်အောင်ပွဲခံတဲ့အနေနဲ့ခခုံချညင်း Snow White နဲ့ဂျိုနသန်တို့ကြားမှာတန်ရိုးစင်တွေပို့ခိုင်မာလာပါတယ်ဒါပေမဲ့ဂျိုနသန်ပြန်သွားတဲ့အချိန်မှာတော့မိဖုရားကြီးရဲ့ထောင်ချောက်ထဲမိသွားပါတယ်Snow White ဖိလိုက်တဲ့ဆွေးချိုးလေးပါပါသွားတော့မိဖုရားကြီးက Snow White ဘဲမှာရှိလဲဆိုတာအတိအကျသိသွားပါတော့တယ်မိဖုရားကြီးဟာဂျိုနသန်နင်ကအာလူခိုးတဲ့ကောင်မလားဆိုပြီးလောင်ပြောင်ကထောင်ထဲထည့်လိုက်ပါတယ်အခုတော့သူမကိုယ်တိုင်လှုပ်ရှားဖို့အချိန်တန်ပါပြီမိဖုရားကြီးဟာသူ့ရဲ့မော်အခန်းထဲဝင်အစိတ်ဆေးရည်တွေဖော်ဆက်ပြီးကြောင်မက်ဖွယ်ကောင်းတဲ့အစီရင်တွေလှုပ်ပါတော့တယ်သူမဟာရုပ်ဆိုးအိုမင်းတဲ့အဘွားအိုတယောက်အသွင်ပြောင်းလဲသွားပါတယ်လက်ထဲမှာတော့အိမ်မောကျစေတဲ့အစိတ်ပန်းဒီတစ်လုံးကိုကင်ထားပါတယ်ဒီကျင်းစာကိုဖြည့်နိုင်တာတခုတည်းရှိတယ်အဲ့ဒါကစစ်မှန်တဲ့အချစ်ဦးရဲ့အနံ true love's kiss ပါပဲဒါပေမဲ့မိဖုရားကြီးကတော့ဒါမျိုးဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးလို့ယုံကြည်ထားပါတယ်လူပူလေးတွေအလောက်သွားနေတော့အဘွားကိုအတွင်နဲ့မိဖုရားကြီးရောက်လာပါတယ်ဂျိုနသန်ရဲ့တည်င်းလာပို့တယ်လို့ Snow White ရဲ့အဖေအကြောင်းပြောတယ်လို့နဲ့လှည့်စားပါတယ်မင်းအဖေကအချစ်မေတ္တာကိုတန်ဖိုးထားတယ်ဒီပန်းတီလီကအဖေမေတ္တာကိုခံစားရစီမှာပါစားလိုက်ပါဆိုပြီး Snow White ရဲ့အားနဲ့ချက်ကိုထိုးနှက်လိုက်ပါတယ်ဖြူစင်တဲ့ Snow White လေးဟာဖာခင်ကိုလွှမ်းတဲ့စိတ်နဲ့ပန်းတီကိုကိုက်လိုက်မိပါရဲ့ချက်ချင်းဆိုသလိုပဲသူမမူးဝေလာပြီးမျက်လုံးတွေပြဝေသွားပါတယ်အဲ့ဒီအချိန်ကြာမှာအဘွားအိုကမှတ်တက်ရက်ပြီးရက်ဆက်တဲ့အပြုံးနဲ့သူ့ဘဝမှန်ကိုပြသလိုက်ပါတယ်Snow White ဤဖာခင်ဖြစ်သူကတဘောထားကြီးလွန်းသောအမားကြောင့်မိမိလက်ချက်ဖြင့်သာတက်ပစ်ခဲ့ကြောင်းကို Snow White ကိုပြောလိုက်ပါတယ်Snow White လဲကျသွားပြီးအသက်ရှူရသွားပါတယ်မိဖုရားကြီးကတော့အောင်ပွဲခံပြီးပျောက်ကွယ်သွားပါတယ်လူပူလေးတွေနဲ့တောကောင်လေးတွေပြန်ရောက်လာတဲ့အချိန်မှာတော့အရာအလုံးနှောက်ကျသွားခဲ့ပါပြီတစ်ဖက်မှာတော့ Jonathan ဟာထောင်ထဲမှာမုတ်ဆိုးကြီးနဲ့တွေ့ဆုံခဲ့ပါတယ်သူတို့နှစ်ဦးဟာမိဖုရားကြီးရဲ့ရက်စစ်တဲ့အစီအစဉ်တွေကိုနားလည်သွားပြီးထောင်ကနေလွတ်မြောက်ဖို့ပူပေါင်းကြိုးပမ်းခဲ့ကြပါတယ်Jonathan နဲ့မုတ်ဆိုးကြီးဟာတန်ကြိုးတွေကိုအတူတကွဆွဲဖြတ်ပြီးလွတ်လန်းတစ်ခုဖန်တီးခဲ့ကြပါတယ်ထို့နောက် Jonathan ကိုလမ်းပြပေးပြီးအဆောင်တွေကိုတာဝန်ယူဖို့မုတ်ဆိုးကြီးဟာထောင်ထဲမှာပင်ကြံရစ်ခဲ့ပါတော့တယ်ဒီလိုအနစ်နာခံမှုကြောင့်လွတ်မြောက်လာတဲ့ Jonathan ဟာတောကောင်လေးတွေရဲ့လမ်းပြမှုနဲ့ Snow White စီရောက်လာတဲ့အခါသူမရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုမြင်ပြီး Jonathan ကဘာပြတ်တယ်လို့ခံစားလိုက်ရပါတယ်မျော်လင့်ချက်ကုံဆုံးနေပေမဲ့နောက်ဆုံးနောက်ဆက်တဲ့အနေနဲ့သူမကိုအနမ်းတပွင့်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအချစ်စစ်ကကျိန်စာကိုပယ်ချက်ဖြစ်စည်းပင်နိုင်ကကြောင့်မော်အလင်းရောင်တွေလက်လာပြီး Snow White မျက်လုံးပွင့်လာပါတော့တယ်လူဘူးလေးလီတောကောင်လေးတွေအားလုံးပျော်ရွှင်စွာကခုန်ကြပါတယ်ဒါပေမဲ့ဝမ်းနဲ့ဆိုတဲ့တစ်ခုကနင်းပွင့်လေးတစ်ခုသူမလက်ပေါ်ကျလာပါတယ်ဒါဟာဘီယန်ကြီးတကယ်ဆုံးသွားပြီဆိုပဲနှိမ့်မိတ်ပါတယ်ဒီအချိန်မှာသူမရဲ့တခုတည်းသောရီမန်းချက်ကမိဖုရားဆိုးကိုဖြုတ်ချပြီးတိုင်းပြည်ကိုပြန်လဲသိမ်းပိုက်နိုင်ဖို့ပဲဖြစ်ပါတယ်ဒီလိုခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုမြင်တော့စကားမကြောက်ရဲပဲတတိနေတဲ့ဒေါ်ပီလေးကပါဖထမဆုံးအချိန်အဖြစ်ငေါ့ဘယ်တော့မှမကြောက်တော့ဘူးဟုရဲဝံ့စွာရှေ့ထွက်လာပါတော့တယ်မကြမီမှာပဲ Snow White နဲ့သူမရဲ့အဖေသားတွေဟာနန်းတော်ကြီးအရှိကိုရဲဝံ့စွာချီတက်လာခဲ့ရာပြည်သူတွေအန်တော်တုံလို့စွာချီရှုညီကြပါတယ်ရာဇပလန်ပေါ်မှာဆင်းလာတဲ့မိဖုရားကြီးကတော့သူမရဲ့စစ်တပ်အလဲမှာနင်းစကီပန်းတပွင့်ကိုဓာတ်တစ်ချောင်းနဲ့အတူခိုင်ဆောင်လိုက်ပါတယ်ဒီထီးနှန်းနဲ့ထိုက်တန်တာဟာအလားတရားနဲ့အာနာတဲ့လူကြွေကြော်ကလိုချင်ရင်တော့လာယူဟု Snow White ကိုအာမတန်လက်မတန်ရန်စားလိုက်ပါပြီကျမတို့ဘလို့လူတွေခစ်ခဲ့ဘူးလဲဆိုတာမေ့နေကြပြီလားဟင်းတီဟင်းရွက်တွေစိုက်ပြီးမျှဝေခဲ့တဲ့ပက်ဒရိုတို့ချယ်ရီတီးတွေခူးပြီးအားလုံးကိုကျွေးခဲ့တဲ့အလေးနာတို့စာလောင်သူတွေကိုကျွေးမွေးခဲ့တဲ့မုံဖုတ်သမားတွေအဲ့ဒီကျင်နာတရားတွေဘယ်ရောက်သွားလဲမကြတဲ့ခင်မှကျမတို့ဟာကျင်နာမှုတရားမျှတမှုနဲ့ဂုဏ်သိက္ခာရှိတဲ့တိုင်းပြည်မှာနေခဲ့ကြတာပါအဲ့ဒီတန်ဖိုးတွေကိုအခုပဲပြန်ယူကြအောင်ဟု Snow White ကစိတ်အားထသန်စွာတိုက်တွန်းလိုက်ပါတယ်Snow White ရဲ့စကားတွေကြောင့်ပြည်သူတွေဟာသူတို့ရဲ့မူလစိတ်ရင်းများမကြောက်မရွံ့စိတ်ကိုပြန်လဲတတိယလာပြီးတခဲနဲ့ Snow White ဘက်ကရက်တီလိုက်ကြပါတယ်မိဖုရားကြီးကဒေါသအမျက်ချောင်းချောင်းထွက်က Snow White ကိုတက်ရန်ကြိုးပမ်းလိုက်တော့လေသူပုံဖြစ်လာသူလူထုနဲ့လူဘူးလေးတွေကဝိုင်းဝန်းကာကွယ်ပေးလိုက်ကြပါတယ်နောက်ဆုံးမှာမိဖုရားကြီးမော်မန်ကြီးကိုခေါ်ပြီးငါအလှဆုံးမဟုတ်ဘူးလားလို့အော်မေးလိုက်တော့မှန်ကြီးကအမှန်တရားကိုပြောလိုက်ပါတယ်
အရှင်မရဲ့အလကအရေးပြားပေါ်မှာပဲရှိတယ်ဒါပေမဲ့ Snow White ရဲ့အလကတော့အတွင်းစိတ်ကလာတာမို့သူမကသာအလဆုံးမှာတဲ့ စိတ်ဖောက်ပြန်သွားတဲ့မိဖုရားကြီးဟာဒေါသတကြီးအော်ဟစ်ပြီးမှန်ကြီးကိုရိုက်ခွဲလိုက်ပါတယ်မှန်ခွဲစက်တွေကြားထဲမှာပဲသူမရဲ့မှော်အစွမ်းတွေပျောက်ပြန်ပြီးသူမရဲ့ခန္ဓာကိုယ်ကကျွေမွပျော်စီးကထာဝရပျောက်ကွယ်သွားပါတော့တယ်ဇက်သိမ်းမှာတော့ Snow White ဟာတိုင်းပြည်ရဲ့ဖေးရမဖြစ်လာပါတယ်သူမဟာအာနာနဲ့အုပ်ချုပ်တာမဟုတ်ဘဲငယ်ငယ်ကမိဘတွေတင်ပေးခဲ့တဲ့အတိုင်းမေတ္တာတရားအမှန်တရားနဲ့အုပ်ချုပ်တဲ့မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်လာခဲ့ပါတယ်။နာဆင်ပေးကြတဲ့မိတ်ဆွေများအားလုံးလည်းကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ။